လက်ရှိချစ်သူနဲ့အဆင်ပြေပြီးတော့ပျော်ရွှင်တဲ့ relation တစ်ခုရနေပြီဆိုလို့ရှိရင်တော့အချစ်ဦးကိုမမေ့နိုင်တဲ့နေ့နိုင်နှစ်ခုကိုဆရာမပြောပြပါမယ်။အဲ့ဒီနေ့နိုင်တွေကတော့တနင်္လာနဲ့ကြာသပတေးပဲဖြစ်ပါတယ်။အခုကြည့်နေတဲ့လူတွေထဲမှာဒီနေ့နိုင်နှစ်ခုပါတယ်ဆိုရင်ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါ။ကိုယ်တိုင်းဒါမှမဟုတ်လို့ရှိရင်ကိုချစ်သူလေးကအကြည့်လေပဲရှာလွယ်ပေါ့။တဝင်တိုလွယ်တဲ့လူမျိုးဆိုလို့ရှိရင်ဒီဗီဒီယိုကိုမကြည့်ဖို့ဆရာမအကြံပေးလိုပါတယ်။တနင်္လာသားသမီးတွေရဲ့စိတ်ကနူးညံ့နေပြီးတော့သူတို့ရဲ့အချစ်ကနှိမ့်ဆိုင်နေတန်ရောစင်အရန်ကြီးရဲ့အတိတ်ကိုအမြဲတမ်းသတိရနေတတ်တာဖြစ်တဲ့အတွက်သူတို့ကိုထားခဲ့တဲ့ချစ်သူကိုပေါင်းဖို့တော့အခုအချိန်ဒီမှတ်တရတွေကိုကြုံတိုင်းသတိရနေပြီးတော့အန်တာနေတတ်တာတနင်္လာသားသမီးတွေပါပဲသူတို့အချင်းအရန်ပေါ်ရန်ကခက်ချီချီနဲ့စိတ်ကမှားတယ်လို့ထင်ရပေမဲ့တကယ်တမ်းကသူတို့ရဲ့စိတ်ထားလေးကဟိုကွန်းလေးလိုမျိုးလို့ပဲပေါ့နော်ပျော့လာဖြစ်တဲ့အတွက်သူတို့ရဲ့အတင်းလုံးကိုတစ်ခါထိပြီးသွားပြီဆိုလို့ရှိရင်သူတို့မိထားဖို့အရင်ကက်တယ်အမှတ်တရကြုံတိုင်းတတိယနေတတ်တာတော့တနင်္လာဖြစ်ပါတယ်။အတာပရိသတ်သမီးတွေကတော့သူတို့ကရိုးသားတယ်သူတို့ရဲ့အချက်ကတည်ငြိမ်အေးဆေးပြီးတော့တစ္ဆာရှိရဲ့နှလုံးသားပိုင်ရှင်တွေဖြစ်တဲ့အတွက်သူတို့နဲ့တစ်ချိန်တစ်ခါသူတို့ချစ်ခဲ့ဘူးတဲ့တက်တက်လုံးပြန်မတွေ့တော့ဘူးဆိုရင်တော့သူတို့ရင်ထဲမှာအချစ်ကိုတင်ထားတတ်ပါတယ်။ဒါပေမဲ့လက်ရှိချစ်တဲ့နဲ့လည်းအဆင်ပြေနေတဲ့တချို့ဆိုလို့အိမ်အောင်လေးပါကြပြီးလို့အတိအကျဖြစ်နေပြီဆိုရင်တော့မှသူတို့ရဲ့စိတ်ထဲမှာရှိနေတတ်ပါတယ်။ဒါတိတ်ကအတိတ်ပဲပေါ့။သူတို့ကဒီအချစ်ဦးကိုလည်းမဟုတ်ငငယ်တုန်းကဒီအမှတ်တရလေးတွေတကယ်ချင်းနဲ့ရှိရဲ့အမှတ်တရလေးတွေကိုလည်းတတိယနေတတ်ပါတယ်။ဆရာမပြောပြတဲ့အချိန်မှာဘယ်ရောက်လောက်မှန်လဲဆိုတော့မှတ်မှရေးပေးခဲ့ပါဦးရှင်